ဒီနေ့အစီအစဉ်ကိုကျမထွန်းပလဲရတနာကနေပြီးတော့တင်ဆက်သွားမှာဖြစ်ပါတယ်ဒီနေ့အစီအစဉ်လေးမှာဆိုလို့ရှိရင်တော့နားကြိုက်ခြင်းဝေဒနာနဲ့ပတ်သက်ပြီးတော့မေးခွန်းလေးတွေမေးမြန်းသွားမှာဖြစ်ပါတယ်ရှင်မေးခွန်းလေးတွေကိုဖြေပေးဖို့အတွက်နားနှာခေါင်းလဲဆောင်အထူးကုဆရာဝန်ကြီးပါမောက္ခဒေါက်တာမောင်ခိုင်ကနေပြီးတော့ရောက်ရှိလို့နေပါပြီရှင်ဆရာကြီးကိုအခုပဲမေးခွန်းလေးတွေမေးလိုက်ကြမယ်နော်ဆရာကြီးမင်္ဂလာပါမင်္ဂလာပါသမီးဟုတ်ကဲ့ပါဆရာဒီနေ့အစီအစဉ်ကတော့နားကြိုက်ခြင်းဝေဒနာနဲ့ပတ်သက်ပြီးတော့မိခွန်းလေးတွေကိုပရိသတ်တွေအနေနဲ့မေးထားတာလေးရှိပါတယ်ဆရာအဲ့ဒါလေးတွေဟုတ်ဖြေပေးပါအောင်နော်ဟုတ်ကဲ့ပါဆရာပထမဦးဆုံးသိချင်တာကတော့ဆရာနားကြိုက်နားဥတာဘာကြောင့်ဖြစ်ရတာပါလဲတဲ့အဲ့တော့နားကြိုက်နားဥရတဲ့ဖြစ်ရတဲ့အကြောင်းရင်းကတော့အများကြီးပဲပေါ့နော်အဲ့တော့နားမှာလူမှာအပြင်နားအလယ်နားအတွင်းနားဆိုပြီးတော့သုံးခုရှိတယ်အဲ့ဒီထက်မှာအများကြီးဖြစ်မှာဆိုလို့ဆရာတို့ဒီနေ့တော့အပြင်နားကြောင့်နားကြိုက်တဲ့အကြောင်းတွေကိုပဲပထမဦးဆုံးပြောချင်တယ်ပေါ့နော်အဲ့တော့အပြင်နားကြောင့်ဖြစ်ရတဲ့နားကြိုက်ခြင်းတွေကတော့အများဆုံးဖြစ်လေရှိတာကတော့နဖာကြီးတွေပေါ့နော်နဖာကြီးလို့ခေါ်တဲ့ wax တွေပိတ်တာပေါ့နော်အဓိကတော့အဲ့ဒါနဖာကြီးပိတ်လို့ရောင်ပြီးတော့နားပိတ်ပြီးတော့ကြိုက်တာပေါ့နော်နောက်တစ်ခုကတော့ဘက်တီးရီးယားပိုးတို့ fungus ပိုးတို့ဝင်တဲ့အချိန်မှာလည်းနားကြိုက်တတ်တယ်နားမကြတာဖြစ်တတ်ပါတယ်ပေါ့နော်အဓိကတော့အဲ့ဒီနှစ်ခုကအဓိကပါအော်ဟုတ်ကဲ့ပါဆရာဟိုအဲ့ဒါဆိုလို့ရှိရင်လေဒီအပြင်နားကြောင့်နားကြိုက်ခြင်းဖြစ်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးဘယ်လိုမျိုးကုရမလဲဆိုတာရောရှင်းပြပေးပါအောင်ဆရာကောင်းပါပြီအဲ့တော့အပြင်နားကြောင့်ဖြစ်ရတဲ့နားကြိုက်ခြင်းမှာစောစောကပြောသလိုပဲ wax လို့ခေါ်တဲ့နဖာကြီးတွေပိတ်တဲ့လူတွေကိုဆိုလို့ရှိရင်တော့နဖာကြီးပျော်တဲ့ဆေးတွေထည့်လို့ရတယ်နောက်တစ်ခုကတော့အကြိုက်ခဲပျောက်ဆေးတွေပေးလို့ရတယ်အယောင်ကျဆေးတွေပေးလို့ရတယ်ပြီးတော့မှနဖာကြီးတွေပျော်သွားပြီဆိုလို့ရှိရင်သူ့ကို suction နဲ့ဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်း hook လို့ခေါ်တဲ့ကိရိယာလေးတွေနဲ့ပဲဖြစ်ဖြစ် faucet နဲ့ပဲဖြစ်ဖြစ်ဆွဲထုတ်ခြင်းအပြင်နဖာကြီးတွေရှင်းသွားလို့ရှိရင်တော့နားကြိုက်တာတက်တာမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ bacteria ပိုးတို့ fungus ပိုးတို့ကြောင့်ဝင်တဲ့ပြီးတော့ဖြစ်တဲ့နားကြိုက်ရောဂါဆိုရင်တော့သက်ဆိုင်တဲ့ bacteria ကြောင့်ဆိုရင် antibiotic လို့ခေါ်တဲ့ပိုးသက်ဆေးတွေပေးတာပေါ့နော်နောက်တစ်ခုကတော့fungus လို့ခေါ်တဲ့မှိုကြောင့်ဖြစ်တာဆိုရင်တော့မှိုတည်တဲ့ anti fungal ear drops တွေထည့်တာတို့ဒါတွေတော့လုပ်ပေးဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့သူ့ကြောင့်ဖြစ်တဲ့ကြိုက်တာခဲတာတက်တာဖို့ဆိုရင်တော့အကြိုက်ခဲပျောက်ဆေးတွေတောက်သုံးနိုင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာဒီမှာထပ်ပြီးမေးထားတာလေးကလေအေးမိနာစီးနာပိတ်ဖြစ်ပြီးတော့တဲ့နားကြိုက်တာကိုဘာကြောင့်ဖြစ်ရတာပါလဲတဲ့ဒီမေးခွန်းလေးကလည်းကောင်းပါတယ်စောစောဆရာပြောသလိုနားမှာအပြင်နားအလယ်နားအတွင်းနားရှိသလိုပဲအေးမိနာစီးဖြစ်လို့ရှိလို့ကြိုက်ခြင်းဟာအလယ်နားရောင်လို့ကြိုက်တာပဲဖြစ်ပါတယ်အဲ့တော့အလယ်နားနဲ့နှာခေါင်းနောက်ပိုင်းတွေကပြုံကလေးတစ်ခုနဲ့ဆက်ထားပါတယ်ပေါ့နော်အဲ့ဒီပြုံကလေးကအေးမိနာစီးနာပိတ်ဖြစ်လို့ရှိရင်အဲ့ဒီပြုံကလေးကလည်းပိတ်သွားတတ်ပါတယ်အဲ့ဒီပြုံလေးပိတ်လို့ရှိရင်အလယ်နားထဲမှာဖိအားမညီမညာဖြစ်ပြီးတော့အလယ်နားရောင်ပြီးတော့အလယ်နားကြိုက်တာဖြစ်တတ်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့လိုဖြစ်ရင်ရောဘလို့တက်တာအောင်လုပ်လို့ရမလဲဆရာအဲ့တော့အဲ့လိုမျိုးဖြစ်လို့ရှိရင်နာစီးနှာပိတ်ခြင်းတက်တာအောင်လုပ်ပေးလိုပါတယ်အဲ့တော့ပိုးသက်ဆေးပေးလို့ရတယ်အကြိုက်ခဲပျောက်ဆေးပေးလို့ရတယ်နှာခေါင်းပွင့်ဆေးတွေသုံးလို့ရပါတယ်အဲ့ဒါလိုသုံးလိုက်လို့ရှိရင်တော့တက်တာတတ်ပါတယ်အကယ်၍များအဲ့ဒါလိုလုပ်လို့မတက်တာခဲ့ဘူးဆိုခဲ့ရင်တော့နားစီကိုအပေါက်ဖောက်ပြီးတော့အထဲထဲမှာရှိတဲ့အရည်တွေကိုစုပ်ထုတ်တဲ့ Laryngotomy and suction ဆိုတဲ့ treatment လေးလိုအပ်ပါတယ်ပေါ့ဆက်ပြီးတော့ကုသဖို့ဟုတ်ကဲ့ပါဆရာဒီမှာလေနားတဲ့ဥပြီးတော့ကြိုက်ပြီးရုတ်တရက်မကြားတော့ဘူးတဲ့အဲ့ဒါဘာကြောင့်ပါလဲဆရာအဲ့တော့နားဥပြီးတော့ကြိုက်ပြီးတော့ရုတ်တရက်မကြားတော့ဘူးဖြစ်တဲ့အကြောင်းကြီးအများကြီးရှိတဲ့ထဲမှာစောစောကပြောတဲ့နဖာကြီးပိတ်လို့လေရုတ်တရက်ပိတ်သွားတယ်ဥတယ်မကြားဘူးဖြစ်တတ်တယ်ကြိုက်တာဖြစ်တတ်ပါတယ်အဲ့ဒီလိုပဲပေါ့နော်နားကရောင်ပြီးတော့မှအထဲထဲမှာအရည်ပြားတွေရောင်ပြီးတော့မှပိတ်သွားပြီးတော့မှကြိုက်ပြီးတော့ဥပြီးတော့မကြားတာလည်းဖြစ်နိုင်တယ်လို့ fungus တွေပြီးတော့ပိတ်ပြီးတော့ fungus ball တွေနဲ့ fungus mask တွေနဲ့ပိတ်ပြီးတော့မကြားတာလည်းဖြစ်နိုင်ပါတယ်အဲ့ဒါလိုဖြစ်လို့ရှိရင်သူဖြစ်တဲ့အကြောင်းရင်းကိုရှာပြီးတော့မှကုသခြင်းအပြင်ယောဂလက္ခဏာသက်သာနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့လိုဖြစ်ရင်ဘာကြောင့်ဖြစ်တယ်လဲလို့သိရအောင်လို့ကျန်းမာရေးဝန်ထမ်းတွေနားနှာခေါင်းလေကြောင်းဆရာဝန်တွေကိုပြသပြီးတော့မှကုသတာတော့အကောင်းဆုံးပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာနောက်တစ်ခုကလေပလဲတို့လည်းကြားဘူးတယ်အခါးတွေစားလို့ရှိရင်တဲ့နားကြိုက်တာတက်တာတယ်တဲ့အဲ့ဒါရောမှန်ပါလားဆရာနားကျန်းမာရေးအတွက်ဘလို့အစားတောက်တွေလဲစားတင်လဲဆိုတာလဲမျှဝေပေးပါအောင်နော်ဆရာအဲ့တော့အကြမ်းပြင်းပြောရရင်တော့နားကျန်းမာရေးအတွက်ကောခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးအတွက်ကောကောင်းမှုဆိုလို့ရှိရင်တင့်တော်သောအစားတောက်တွေပေါ့နော်ဥပမာအဖြစ်သိပြီးတော့မငန်လွန်းတဲ့မချိုလွန်းတဲ့အစားတောက်တွေစားတာအဆီတွေမများတဲ့အစားတောက်တွေစားတာ
အသီးနှံအသီးရွက်များစားတာရေများတောက်တာဒါတွေကတော့အကြမ်းများအဖြစ်ဆိုရင်ခန္ဓာကိုယ်ကျန်းမာရေးအတွက်ကောင်းသလိုနားကျန်းမာရေးအတွက်လည်းကောင်းစေတဲ့စားတောက်တွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့အခါးကြီးစားရင်ရောဟိုနားကျန်းမာရေးအတွက်တက်တာစီရဲဆိုတာအဲ့တော့အခါးကြီးစားလို့နားကျန်းမာရေးတက်တာတွေမတက်တာဘူးဆိုတော့ကတော့ဆရာတို့အနောက်တိုင်းဆေးပညာမှာတော့စေတနာပြုထားတဲ့စာရွက်စာတမ်းတွေမရှိသေးတဲ့အတွက်ဆရာတော့အတိအကျပြောလို့တော့မရပါဘူးပေါ့ဟုတ်ကဲ့ပါဆရာဟုတ်ဒီမှာလေဟိုမေးတာအလေးတခုပါဆရာနှစ်ချက်တန်နဲ့ထိုးမိလိုက်တာတဲ့နားအနီးနားတစ်ဝိုက်ရောင်ပြီးနားကြိုက်တယ်ဆိုရင်ရောတက်တာအောင်ဘာတွေလုပ်သင့်ပါသလဲတဲ့အဲ့တော့ဒီမိကုန်းလေးကလည်းတော်တော်လေးကောင်းတဲ့မိကုန်းလေးပါအဖြစ်လဲများတယ်ပေါ့နော်အဲ့တော့လူတွေကတော့နားထဲကိုရေဝင်သွားတယ်ဆိုရင်ရားရတယ်ပေါ့နော်ရားတဲ့အခါမှာတွေးကြတာနော်နားကြက်တန်လေးတွေနဲ့ဂွန်းတန်လေးတွေနဲ့နှဖားကလော်တန်လေးနဲ့ထိုးရတယ်ပေါ့နော်အဲ့ဒါလိုထိုးတဲ့အခါမှာနားထဲကအရေပြားလေးတွေကအင်မတန်နူးညံ့နေဖြစ်တဲ့အတွက်အရေပြားလေးတွေပုံပဲ့ပြီးတော့ယောဂပိုးဝင်ပြီးတော့နားကြိုက်တာဖြစ်တတ်ပါတယ်အဲ့တော့နားကြိုက်လို့ရှိရင်နော်စောစောကပြောတဲ့ကုသဆေးတို့နော်အကြိုက်ခဲပျောက်ဆေးတို့သုံးနိုင်ပါတယ်ပေါ့နော်အဲ့ဒီထက်မှာအဆိုးဆုံးကတော့နားစီလို့ခေါ်တဲ့နော် tympanic membrane နော်ခိုင်းမိပြီးတော့ပေါက်သွားလို့ရှိရင်တော့နားတာရှည်နားပြည်ယောဂဖြစ်သွားတတ်ပါတယ်ဒါကြောင့်မလို့နော်အဲ့နားကျက်တဲ့ဂွန်းတန်လေးတွေနဲ့နာဖာကလော်တွေနဲ့ရမ်းပြီးတော့ထိုးတာမျိုးမလုပ်သင့်ပါဘူးလို့ပြောကြလိုပါတယ်ဟုတ်ပါတယ်ဆရာအဲ့ဒါလေးကတော်တော်သတိထားရမယ့်အချက်တင်တယ်နော်ဘလဲတို့ကိုယ်တိုင်လဲတခါလေအဲ့လိုမျိုးနားရတယ်ဆိုရင်ဟို cotton bud လေးနဲ့နည်းနည်းလေးလှုပ်လိုက်တာပဲဆိုတော့ဒါလုံးဝမလှုပ်တဲ့အရာပေါ့နော်ဆရာဟုတ်ကဲ့ပါဆရာဒီမေးခွန်းလေးကလေတော်တော်များများလေးသိကျင်နေကြတယ်ဆရာဟိုအဖြစ်များတယ်လေထင်တယ်နော်ဆရာနားမှုဆွဲပြီးတော့တဲ့နားကြိုက်တဲ့အကြောင်းလေးကိုလည်းရှင်းပြပေးပါဦးတဲ့အဲ့တော့ဒီမေးခွန်းလေးကလည်းတော်တော်လေးကောင်းတယ်ဒီချိန်ရာသီဥတုနဲ့လည်းနော်တော်တော်လေးကိုတက်ဆိုင်နေပေါ့နော်အခုမိုးရာသီရောက်ပြီးမိုးဥရာသီမှာနေတိုင်းပဲနော်မိုးတွေကရွာနေတယ်ပတ်ဝန်းကျင်တစ်ခုကလည်းဆွတ်ဆွနေတယ်လူတွေကလည်းမိုးမိတယ်နားထဲကိုမိုးရီတွေဝင်နေဒီလိုအချိန်မှာဆိုလို့ရှိရင်နားထဲမှာ fungus လို့ခေါ်တဲ့နော်မှိုတွေပေါ့ပေါက်တတ်ပါတယ်ပေါ့နော်အဲ့တော့မှိုတွေပေါက်တဲ့အခါမှာနော်ဘာတွေဖြစ်လဲဆိုစောစောကပြောသလိုပဲနားရားမယ်နောက်ပြီးတော့နားကြီးကပိတ်ပိတ်ကြီးဖြစ်မယ်ဥမယ်နားမကြောက်ဖြစ်မယ်နောက်တော့ကြိုက်လာတယ်ပေါ့နော်ဒီဟာတွေဖြစ်တတ်ပါတယ်အဲ့လိုဖြစ်လာလို့ရှိရင်စောစောကဆရာပြောခဲ့သလိုပဲတက်ကျွမ်းတဲ့ကျန်းမာရေးဝန်ထမ်းတွေနားနှာခေါင်းလက်ကြောင်းဆရာဝန်တွေကိုပြသပြီးတော့မှဒီဥစ္စာဒီမှိုကြောင့်ဖြစ်တဲ့နော်နားကြိုက်တာလားဆိုတော့စစ်ဆေးပြီးတော့မှဆက်လက်ကုသဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့ဆို main ကလေးတွေအတွက်ဆိုလို့ရှင်လဲဆရာလိုခေါင်းလျှော့ရေးဆိုင်မှာခေါင်းလျှော့ရင်လေသူကနားဆေးမလားနားဆေးမလားဆိုပြီးတော့ဟိုနားဆေးတဲ့အလေးထားတော့လုံးဝမလုပ်တဲ့အရာပေါ့နော်ဆရာမှန်ပါတယ်တမိဒီဟာလေးလည်းကောင်းတဲ့နော်မိကုံးလေးတစ်ခုဖြစ်ပါတယ်အဲ့တော့သပင်ညက်ဆိုင်တွေမှာခေါင်းလျှော့ဆိုင်တွေမှာသူတို့ကတော့စေရနာနဲ့ဖြစ်ပါလိမ့်မယ်နားဆေးဦးမလားဆိုပြီးတော့ဆေးပေးတာပေါ့နော်အဲ့တော့နားဆေးတဲ့ခါတော့ဘာဖြစ်လဲဆိုလို့ရှိရင်ဆေးလိုက်တဲ့အရည်ဒီနံပါတ်1နော်ခန္ဓာကိုယ်ရဲ့ body temperature နဲ့မညီဘူးဆိုခဲ့လို့ရှိရင်မူးတတ်ပါတယ်ဗတိုက်ကုလို့ခေါ်တဲ့မူးဝေခြင်းဝေဒနာခံစားရပါတယ်နောက်တစ်ခုကဆေးလိုက်တဲ့ရည်ဒီမတတ်မှုဆိုခဲ့ရင်စောစောကပြောတဲ့ fungus လို့ခေါ်တဲ့နော်မှုဆွဲတဲ့ဟာလည်းဖြစ်တတ်ပါတယ်နားတွေခိုင်းပြီးနားစီခိုင်းပြီးတော့နားတာရှည်နားပြေရောဂါလည်းဖြစ်တတ်ပါတယ်ဟုတ်ကဲ့ပါဆရာဟိုဒီမှာထပ်မေးထားတာလေးရလေနားကတဆစ်စစ်ကြိုက်နေရင်ရောတဲ့အမြန်သက်တာအောင်ဘာလုပ်သင့်ပါသလဲတဲ့ဟိုနားကြိုက်တာကနားမကြားရတဲ့အထီရောဖြစ်နိုင်ပါသလားတဲ့ဆရာကောင်းပါပြီသမီးအဲ့တော့နားကတဆစ်စစ်ကြိုက်နေတယ်ဆိုရင်ဘာလုပ်သင့်ပါသလဲဆိုရင်တော့အကြိုက်ခဲပျောက်စီနော်တစ်ခုခုတစ်မျိုးမျိုးကိုနော်စားလုံးခြင်းအပြင်အကြိုက်တာကိုတက်တာနိုင်ပါတယ်ပေါ့နော်နောက်ပြီးတော့မှဘာကြောင့်ကြိုက်တယ်လဲဆိုရင်ယောဂါကိုရှာဖွေရောက်ပြီးတော့မှသူ့ရဲ့ကြိုက်တဲ့အကြောင်းပေါ်မူတည်ပြီးတော့မှဆက်လက်ပြီးတော့ကုသဖို့လိုအပ်ပါတယ်အဲ့တော့အကြိုက်ခဲပျောက်စီတောက်တဲ့ခါမှာလည်းသတိထားဖို့လိုတာကတော့နော်အစာရင်ယောဂါရှိတဲ့လူတွေအတွက်နော်သတိထားပြီးတော့မှအစာနဲ့ဖြစ်ဖြစ်နော်ဒါမှမဟုတ်လို့ရှင်လဲအစာအိမ်ကိုကာကွယ်သောဆေးတွေနဲ့တွဲပြီးတော့မှသုံးဆောင်သင့်ဟုတ်ကဲ့ပါဆရာဟိုဒီမှာပေါ့နော်နားကြိုက်တာကိုမကုဝဲထားလိုက်မယ်ဆိုရင်တဲ့ဘာဆက်ဖြစ်နိုင်ပါသလဲတဲ့အဲ့တော့ပထမဆုံးကတော့နားကြိုက်တာမကုရင်တော့အကြိုက်ကမတက်တာဘူးပေါ့နော်နာမယ်ပေါ့နော်နောက်တစ်ခုကသူဘာကြောင့်ဖြစ်တယ်လဲပေါ့မူတည်ပြီးတော့ဘက်တီးရီးယားပိုးကြောင့်ဖြစ်တယ်ဆိုခဲ့ရင်နောက်ဆုံးထိကတော့ septicemia လို့ခေါ်တဲ့သွေးစိတ်တက်တာပေါ့နော်ဒီဖြစ်နိုင်ပါတယ်နားကြီးရောင်ပြီးတော့နော်နောက်တစ်ခုကတော့အနက်ပတ်ဝန်းကျင်မှာအကျိတ်တွေထွက်လာတာရောင်တာဖြစ်နိုင်တယ်နားမကြတာဖြစ်နိုင်တယ်နောက်တစ်ခုကအလဲနားတွေကိုပေါက်ဝင်ပြီးတော့မှနော်အလဲနားရောင်တာဖြစ်ပြီးတော့နားလေးသွားတာနာတာရှိနားပြူယောဂဖြစ်တာအထိကိုဖြစ်နိုင်ပါတယ်ဟုတ်ကဲ့ပါဆရာခုနအမေခွန်းလေးကိုဖြည့်ပေးသွားရလဲတော်တော်လေးတော့ပြည့်စုံနေပါပြီအဲ့တော့ဟိုနောက်ဆုံးအနေနဲ့ပေါ့နော်နားကြိုက်ခြင်းဝေဒနာနဲ့ပတ်သက်ပြီးတော့အများပြည်သူတွေကိုထပ်မံဆရာအနေနဲ့ပညာပေးလိုတာရှိရင်လဲပြောပြပေးပါအောင်ဆရာ
အဲ့တော့နားကြိုက်ခြင်းမှာစောစောကပြောသလိုပဲပေါ့နော်အလယ်နားရှိတယ်အပြင်နားရှိတယ်အတွင်းနားရှိတဲ့ထဲမှာဆရာအဓိကပြောချင်တာကတော့အခုဒီတစ်ခေါက်မှာတော့အပြင်နားကြိုက်တဲ့ဝေဒနာပေါ့နော်မဖြစ်အောင်ဘယ်လိုဒီမျိုးဆောင်းရမလဲဆိုရင်နော်နံပါတ်1ကတော့နားတွေကိုနော်ရေချိုးကောင်းလျှော်တဲ့အခါမှာနားတွေကိုရေမဝင်အောင်ယူဆိုင်ပေးဖို့ကအဓိကအရေးကြီးပါတယ်နော်ရေဝင်တဲ့အခါမှာရားတတ်ပါတယ်ရားလို့ကလော်တဲ့အခါမှာစောစောကပြောလို့အပြင်နားရောင်နာတို့နားစီပေါက်ပြီးတော့နားတာရှိနားပြူယောဂါတို့ဖြစ်သွားတတ်ပါတယ်နားလေးယောဂါအမြဲတမ်းလည်းဖြစ်သွားတတ်ပါတယ်ပေါ့နော်အဲ့တော့နံပါတ်1ရေချိုးကောင်းလျှော်ရင်နားတွေကိုရေမဝင်အောင်ယူဆိုင်ပေးပါနံပါတ်2ကတော့နားတွေကိုတွေ့ကြရနားကြက်တန်းဒီနဖာကလော်ဒီနော်လက်သေးတွေနော်ဒုတ်တွေနဲ့မကလော်ဘူးမထိုးဘူးအထူးပဲပြောကြလိုပါတယ်နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုရင်တော့အများပြောလို့ပေါ့နော်ဒါလေးကောင်းတယ်ဟိုလေးကောင်းတယ်ဆိုတွေ့ကြရဆေးတွေကိုနားမလဲပဲနဲ့ပြီးတဲ့ဆေးတွေကိုနားတွေကိုရှောက်ထည့်တာဟာကောင်းကျိုးတဲ့ဆူးကျိုးကိုဖြစ်စေတဲ့အတွက်ဒါတွေကရှောင်ကျင်သင့်ပါတယ်ဟုတ်ကဲ့ပါဆရာအခုလိုမျိုးနားခိုက်ခြင်းဝေဒနာနဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံဖြေကြားပေးသွားတဲ့အတွက်ဆရာကိုကျေးဇူးအများကြီးတင်ပါတယ်ဆရာဆရာလည်းကျေးဇူးတင်ပါတယ်သမီးဟုတ်ကဲ့ပါဆရာဒီစီစဉ်လေးကိုဒီကိုချင်းအေးအေးမိဖျားနာအကျွမ်းမဲ့ပျောက်စေရနေပြီးတော့အဓိကတာဝန်ယူတင်ဆက်ထားတာပဲဖြစ်ပါတယ်ဒီကိုချင်းဟာဆိုလို့ရှိရင်နာစီးနာပိတ်ခြင်းအေးအေးမိဖျားနာခြင်းကိုယ်လက်ကိုက်ခဲခြင်းတို့ကိုအမြန်ဆုံးတက်တာပျောက်ကင်းစေပါတယ်ရှင့်ဒီနေ့နားကြိုက်ခြင်းဝေဒနာနဲ့ပတ်သက်ပြီးတော့ကြည့်ရှုသူပရိသတ်တွေအားလုံးလည်းဗဟုသုတတွေအများကြီးရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်အခုလိုနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးလည်းနားကြိုက်ခြင်းဝေဒနာမှာကင်းရှင်းပြီးတော့ကိုယ်စိတ်နှပြကျန်းမာရှင်လန်းကြပါစေလို့ဒီနေရာကနေပြီးတော့ဗလဲဆုတောင်းပေးလိုက်ပါတယ်ရှင်